ကျွန်တော်နာမည်ဦးဆိုင်စံဝင်းဖြစ်ပါတယ်ကျွန်တော်လဲချားမဲစန္ဒနေပြီးတော့မှလဲချားမဲစန္ဒနေဖြစ်ပါတယ်ကျွန်တော်ပါတီကတော့ကြားဖြူပါတီဖြစ်ပါတယ်တိုင်းရင်းသားပါတီတွေကလူနည်းစုပါတီပေါ့ပြောလူနည်းစုပါတီကဒီအချက်လက်တွေနဲ့ဆိုလို့ရှိရင်ဒါအဟံတားဖြစ်စေတယ်အနောက်ရှက်ဖြစ်စေတယ်နောက်တစ်ချက်ကြတော့ကျွန်တော်တို့ဒီအခုနင်းချဲဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာတို့ဒီဥပဒေကိုပြဋ္ဌာန်းလိုက်မယ်ဆိုလို့ရှိရင်အခုကကျွန်တော်တို့နိုင်ငံတော်အဆင့်နေပြီးတော့မှနင်းချဲလုပ်တာကန်လန်းထားတယ်ဒီလက်နက်ကင်ဖွဲ့တွေကန်လန်းတဲ့ခါကျတော့ဒီလက်နက်ကင်ဖွဲ့တွေကလာပြီးတော့ဆွေးနွေးမယ်ဆိုလို့ရှိရင်သူတို့ကဒီလက်နက်ကင်လမ်းစဉ်ကိုဆွလွတ်ပြီးတော့မှဒီနိုင်ငံရေးဆွေးနွေးပွဲလမ်းစဉ်ကိုလမ်းမယ်ဆိုလို့ရှိရင်ဒီဟာတွေကအခက်ခဲဖြစ်စေတယ်သူတို့အတွက်လည်းအဟံတားဖြစ်စေတယ်ပေါ့ဒီအတွက်လည်းအခုကျွန်တော်တို့ဖော်ဆောင်နေတဲ့ငင်းချဲဆွေးနွေးပွဲမှာတော်တော်လေးကိုတက်ရိုက်ပြီးတော့ဖြစ်စေတွယ်ဝိုက်ဖြစ်တော့ဖြစ်စေတော်တော်ထိသွားနိုင်တယ်အကြောင်းမို့ဒီဟာလုံးဝမဖြစ်တင်ဘူးနောက်တစ်ခုကျတော့ကျွန်တော်ဒီအခြေခံဥပဒေ2008အခြေခံဥပဒေမှာပဲဖြတ်တန်းထားတယ်ဒီပုံမှန်3-4ခွန်နိုင်ငံသားတယောက်ရဲ့ခွင့်ရေးကျွန်တော်နိုင်ငံသားတယောက်ရဲ့ခွင့်ရေးဟာကျွန်တော်ဥပဒေမှာတန်းတူညီမျှအခွင့်ရေးဆိုတာရှိရတယ်အဲ့ဒီအခုကျွန်တော်တို့ပြလိုက်မဲ့ဒီပုံမှန်စမြင်ဆွဲကကျွန်တော်တို့ပြလိုက်မယ်ဆိုလို့ရှိရင်ဒါလုံးဝကျွန်တော်ဒီနိုင်ငံသားအတွက်တန်းတူညီမျှအခွင့်အရေးဆိုတာလုံးဝမရှိနိုင်ဘူးဒါကြောင့်မလို့ဒီကျွန်တော်တို့ကဥပဒေပြုလွတ်တော်ပဲလေဥပဒေပြုလွတ်တော်ဆိုတော့ဒီပြုတ်မပြုတ်ဆိုတဲ့ဟာကကျွန်တော်တို့လက်ထဲမှာရှိတယ်အခွင့်အရေးရှိတာပြီးသားပဲဒါကျွန်တော်တို့ကိုယ်စားလှယ်တွေအားလုံးကနေပြီးတော့မှဒါလို့တည်တည်ချာချာစဉ်းစားတင်တယ်ဒီဟာကပြုတ်လိုက်လို့ရှိရင်ဒါနိုင်ငံအတွက်ပါအကျိုးရှိမလဲပေါ့ပါတွေထိခိုက်သွားမလဲပေါ့ဒီဟာတွေကကျွန်တော်တို့တည်တည်ချာချာစဉ်းစားမှရမယ်ဖြစ်ပါတယ်လို့မအပ်ဆက်ဘူးလို့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီကိုယ်စားလှယ်တယောက်ပွဲရတယ်မရဘူးဆိုတာအဲ့ဒါကအောင်လက်မှတ်ဒီပွဲလက်မှတ်ပဲလေပွဲလက်မှတ်ပဲဖြစ်သွားတာပွဲလက်မှတ်ကိုပြတဲ့ဟာပဲဖြစ်တော့တကယ်တမ်းလူထုကိုအကျိုးပြုနေတဲ့သူတွေကပွဲမရတဲ့သူအများကြီးရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ B2 ရဲ့အတန်ကိုတကယ်ယူနိုင်တာတကယ်ယူနိုင်တဲ့သူကိုကျွန်တော်တို့ကကိုယ်စားလှယ်ဖြစ်တဲ့နေပေါ့ဒါမျိုးဆိုလို့ရှိရင်ဒါပွဲရတာမရတာကကျွန်တော်ဒီကိုယ်စားလှယ်နဲ့ကတိတ်ပြီးတော့မအပ်ဆက်ဘူးပေါ့အခုကျွန်တော်ဒီတိုင်းရင်းသားဒေတာမှာဆိုလို့ရှိရင်ဒီပွဲမရတဲ့သူတွေပဲဒီဥဆောင်ပြီးလှုပ်နေတာတော်တော်များတယ်ဒါမျိုးဆိုလို့ရှိရင်ဒါတကယ် B2 အတန် B2 ရဲ့ခန်းစားချက်ကိုတို့ကပို့ပြီးတော့တည်တယ်အဲ့ဆိုတော့ကျွန်တော်ပွဲရတဲ့ခါကျတော့ဒီပြန်တုံးတက်မှာကဒီ theory နဲ့လက်တွေ့ပေါ့အဲ့ဆိုလို့ရှိရင်တော့ပွဲရဆိုလို့ရှိရင်ဒါစာရွက်ပေါ်မှာတော့ကြည့်လို့တော့ကောင်းတယ်ပေါ့နော် theory အရာဆိုကြည့်လို့ကောင်းတယ်တကယ်တော့လက်တွေ့လုပ်တဲ့ခါကျရင်ဒါတိတ်ပြီးတော့အကျိုးမဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်ဒါကြောင့်မလို့ဒီကိုယ်စားလှယ်ရဲ့အရေးချင်းလည်းပွဲရဆိုတဲ့ဟာတိတ်ပြီးတော့မအပ်ဆက်ပါဘူး